Okay ပါအဲ့တော့ရပါပြီ3 2 1ဘာလေးတယ်သမီးဘာလေးထင်မလဲဝါစိတ်နဲ့ကလေးပြိတ္တကြီးမြင်အောင်လေးပြပေးပါအောင်ခင်ဗျာဒေါက်တာဟမ်မိတ်ကနေပြီးတော့မှသမီးလေးရဲ့မိမိပေါ်မှာထားရှိတဲ့ချစ်ချင်းမြတ်တာတွေနဲ့ဒီနာရဝပြမှုစိတ်နဲ့ကလေးပဲဖြစ်ပါတယ်ခင်ဗျာအမေဆိုတဲ့စကားလုံးလေးဟာတူတောင်းနေမဲ့အသေးသေးအလွန်ကြီးမားပြီးအင်အားအလွန်ဒီအတွက်ကိုယ်အိတ်ချိန်ကိုဆွလွတ်နိုင်တဲ့သူကိုယ်ပင်ပန်းမှုကိုမေ့ထားပြီးသားသမီးပျော်ရွှင်မှုကိုသာဆုတောင်းပေးဖြစ်ပါတယ်သားသမီးအောင်မြင်မှုရရင်အပျော်ဆုံးသူတွေကလည်းမိခင်ပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မာတာပိတမိနစ်ဖမှာတောင်မိခင်ဟာရှေ့တန်းကနေတည်ရှိလို့နေတာပဲဖြစ်ပါတယ်မိခင်မြတ်တာဆိုတာအကျိုးဆိုတာလေကျွန်တော်လေးကမိခင်မုံတောင်ကြီးတောင်မှမိခင်ရဲ့ခြေပေါ်ဝါအောက်မှာပဲရှိပါတယ်ဒီဆိုရုံးစကားလေးအတိုင်းမိခင်ဟာသားသမီးအတွက်အာမင်မြစ်တာဘဝအလေးရောက်ကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသူဖြစ်တာမို့မိခင်ကျေးဇူးတရားကိုဥထိတ်ထားရင်သမီးလေးစင်လုံးအရန်ကိုချီးနှွမ်းရတဲ့အခိုက်အတန့်လေးပါပဲခင်ဗျာကျေးဇူးတင်ပါတယ်ထပ်မံပြီးနောက်ထပ်ဒီနေ့အခမ်းအနားကြီးရဲ့